Hello guys အလားပေါ့နော်ဒီနေ့မှာတော့အလားကိုပေါ့နော်ဗီဒီယို YouTube မှာတင်ပြသွားမှာပဲဖြစ်ပါတယ်ဘယ်လိုတင်ရမလဲဆိုတော့ပေါ့နော် let's go ရင်ကျုံ YouTube ရောဝင်ပါမယ်ကဲဒီမှာပေါ့နော် YouTube ထဲကိုရောက်သွားပြီဆိုရင်အလားတို့ဒီမှာပေါ့နော်ဒီအပေါင်းလေးတွေကိုနှိပ်မယ်ပေါ့နော်နှိပ်ပြီးတော့ကိုကြိုက်တဲ့ဗီဒီယိုလေးကိုတင်လို့ရပါပြီရှင်ဒီဟာလေးတင်မှာပေါ့နော်ပြင်းလိုက်တာငါပါ ကဲပြီးဆို next လေးကိုနှိပ်ပြီးပါရှင်ပြီးတော့ဒီ next လေးကိုထပ်နှိပ်ပြီးပါပြိုင်ဆိုဒီလိုပေါ်လာပါလိမ့်မယ်အဲ့ဆိုဒီမှာပေါ့နော်အဲ့ဒါရေးပေးရမှာပဲဖြစ်ပါတယ်အလားဗီဒီယိုအတူဖြစ်တဲ့အတွက်ပေါ့နော်ကဲ let's go အလားအကြောင်းရေးမှာပေါ့နော်ငါတို့ရေးပေးမယ်ပေါ့နော်ပြီးတော့ရင်ငါတို့ emoji လေးတွေ6ထည့်ပါမယ်တဲပုံလေးပေါ့နော်ပြီးတော့ဆိုငါတို့ဒီမှာဒီဟာရှေ့ပေါ့နော်ဒီဟာကိုနှိပ်ပြီးပါအဲ့မှာဒီဟာလေးကိုနှိပ်ပြီးပေါ့နော်ကျန်တာတွေနှိပ်ပါမယ်ရှင်ပြီးတော့ဆိုရင်ဒီအောက်လေးကိုချလိုက်ပေါ့နော်ချလို့ရရဆိုဒီမှာဒီအောက်ကဒီ3ချောင်းဒီဟာလေးပေါ့နော်အဲ့ဒါလေးကိုရှိပါအဲ့ဒါလေးနှိပ်လိုက်အဲ့ဒါကြောင့်ကိုအကြောင်းအရာကိုရေးရမှာဖြစ်ပါတယ်အလားတို့ကတော့ထည့်ရေးမယ်ကဲထည့်ရေးမယ်ပြီးတော့ရင်အလားတို့blind back ပေါ့နော် blind back မှားပါ blind back ဖောက်အဲ့တော့ဖောက်ပြမှာဆိုကိုအကြောင်းအရာပေါ့နော်ကိုဗီဒီယိုတင်တဲ့အကြောင်းအရာကိုရေးပေးပါမြန်မာပေါ့နော်ပြီးတော့ဆို emoji လေး6ထည့်ပါမယ် sorry မှားသွားလို့ဒီမှာနေပြီးတော့emoji လေး6ထည့်ပြီးပေါ့နော်အားတို့ live ဖတ်တဲ့ emoji လေးတွေပေါ့နော်ဒါမှမဟုတ်ပြီးတော့နော်ပြီးတော့အဲ့ဆိုရင်အားတို့ဒီဟာပေါ့နော်ဒီတော့ဝင်ပါမယ်ဝင်ပြီးဒီထဲမှာ comment ကို on လေးနှိပ်ထားပါပေါ့နော်ပြီးတော့လို့ရှိရင်အားတို့ဒီ noon လေးကိုနှိပ်ပါနှိပ်သွားရင်ဒီ all ကိုနှိပ်ပြီးပါပြီးတော့ဆိုရင်ပြန်ထွက်ပါနော်နားလေးဟဲ့မှာပေါ့နော်အဲ့ဒီရဆိုအောက်ကဟာလေးကိုနှိပ်ပြီးပါရှင့်ကြားဆို down နေပြီပေါ့နော် down နေပါပြီဒီမှာပါပြင်မှာပေါ့နော်အဲ့ဒါ down တာလေးကိုစောင့်ပြီးပါရှင့်ကဲအဲ့ down တာလေးပြည့်သွားပြီဆိုရင်အလားတို့ဒီ studio လေးကိုဝင်မှာပေါ့နော်အလားတို့ studio လိုပါတယ်ဒီဟာပေါ့နော်ဒီဟာလေးပါအဲ့ရောက်နေပါမယ်အလားတော့မပြည့်သေးဘူးပေါ့နော်အဲ့ဒါကြောင့်မဆောင်တော့ပါဘူးဒီမှာပေါ့နော်ကို down ထားတဲ့ view ကိုအလားတို့ဟိုမှာနမူနာပြမယ်ပေါ့နော်ဒီမှာအဲ့မှာကိုဆိုရင်အလားတို့ဒီခဲတဲ့ပုံလေးရှိရပေါ့နော်အဲ့ပုံလေးနှိပ်လိုက်ပါနှိပ်ပြီးဆိုဒီလိုပေါ်လာလိမ့်မယ်ပေါ့နော်အဲ့လိုပေါ်လာပြီဆိုရင်အလားတို့ဒီနေရာလေးကိုနှိပ်ပေးပါအဲ့ဒီမှာခဲတံပုံလေးပေါ်လာမယ်ပေါ့နော်ဒီနေရာမှာခဲတံပုံကိုကြိုက်တဲ့ပုံလေးရွေးလို့ရပါတယ်ရှင်ဟိုက်ခဲတံဟိုက်နားမှာခဲတံပုံလေးပေါ်လာပြီးတော့လို့ရှိရင်အလားတို့ဒီနေရာမှာဒီဟာလေးကိုဖွင့်ပေးထားရပါမယ်ရှင်ပြီးတော့လို့ရှိရင်အလားတို့ဒီပေါ့နော်ဒီနေရာမှာကိုဘယ်လိုပြောရမလဲအလားပြီးရင် handmade ကိုက blind ပေါက်ဖောက်ပြဆို blind ပေါက်အလား handmade အလား handmade blind ပေါက်အဲ့လိုရေးပေးပေါ့နော်အဲ့ဆိုပြီးတော့ပါရှင်အားလုံးပဲ bye bye